လားဒီကနေ့ကဆိုရင်မနစ်မလ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလျင်တစ်နှစ်ပြည့်ဖြစ်ပါတယ်ဒီငလျင်လုတ်ခတ်မှုကြောင့်နေပြည်တော်စကိုင်းမန္တလေးမှာလူဦးရေမြောက်များသေဆုံးခဲ့တယ်လို့စောက်ဦးတွေလည်းပျက်စီးခဲ့ပါတယ်ကျွန်တော်တို့မန္တလေးအောင်မြေသာဆန်မြို့နယ်စကိုင်းပြည်လာမှာကြိုးကြပျက်စီးခဲ့တဲ့ထဲကနေပြီးတော့ယခုအလူနေတဲ့အခုအလူတကာနဲ့အလူတကာရဲ့မိသားစုဝင်6ဦးဟာသေဆုံးတဲ့ထဲမှာပါဝင်ခဲ့ပါတယ်ဒီစကိုင်းပြည်လာမှာကွယ်လွန်သွားခဲ့ကြတဲ့မိဘတွေသူ့ရဲ့အကိုတွေတူမတွေကိုရည်စူးပြီးတော့အလူတကာဦးဝေလျံလင်းအလူမဒေါ်ထူးတင်စာကျော်တို့ကနေပြီးတော့ကျွန်တော်တို့ချမ်းမြသာစီမြို့နယ်တမဝတီရပ်မှာရှိတဲ့မောင်ရင်လောင်း108ပါးကိုရှင်ပြုနာသလူတဲ့အလူပွဲလည်းဖြစ်ပါတယ်ခင်ဗျဒီလူပွဲမှာဆိုရင်ကျွန်တော်တို့ချွေတကုံကျောင်းရဲ့ဆရာတော်ဗဒ္ဒနာသောဗနာကိုလည်းတိတ်ခါတင်ပြီးတော့အရှင်တီဟဗလာကိုလည်းရဟန်းမောင်တို့သွင်းမှာဖြစ်ပါတယ်ခင်ဗျနော်အခုကျွန်တော်တို့ခုမြင်ရတာဆိုရင်ဒါအလူတကာနဲ့အလူမပါခင်ဗျအညိုရောင်ဝစ်ထားတာကတော့ကျွန်တော်ဒါအလူတကာဥဝေလံလေးမှာခင်ဗျဟိုကတော့အလူမဒေါ်ထူးတင်သာကျော်ဖြစ်ပါတယ်ပြည့်တဲ့အကြောင်းလေးပဲနည်းနည်းပြောပြပေးပါပြောတော့ဘာဖြစ်လို့များမပြောချင်လဲဗျပြောတော့ရမ်းဟုတ်ကဲ့အလူတကာနဲ့အလူမာတော့သူတို့မိသားစုတွေကိုအောက်မေ့တတိယနေတဲ့အတွက်သူတို့အလူရတဲ့အကြောင်းရင်းကိုဖြေဆိုဖို့ညှင်းဆိုပါတယ်ခင်ဗျာသူတို့ရင်ထဲမှာဘယ်လိုဖြစ်နေဆိုလဲပရိသတ်ကြီးနားလည်မယ်လို့ယူဆပါတယ်ခင်ဗျာအလူတကာဥဝေလံလေးအလူမဒေါ်ထူးတင်စာကျော်တို့ရဲ့ရှင်သာမဏေမောင်ရင်လောင်း108ပါးကိုရှင်သာမဏေတို့သွင်းမှာဖြစ်ပါတယ်သွင်းတဲ့အလူဖြစ်ပါတယ်ဒီအလူရဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်စောနာတင်ပြခဲ့သလိုပါပဲကျွန်တော်တို့မနစ်ကမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ 7Y7 magnitude ရှိတဲ့ငလင်ကြောင့်မလို့အောင်မြေသာဆန်မြို့နယ်မှာရှိတဲ့စကိုင်းပြည်လာပြိုကျပျက်စီးခဲ့ပါတယ်ဒီပျက်စီးတဲ့ထဲမှာအလူတကာရဲ့ဖခင်ကြီးဖြစ်တဲ့ဘုရားတကာကြီးဦးတန်းထွန်းအလူမရဲ့မိခင်ကြီးဖြစ်တဲ့ဒေါ်တင်နှင်းလန်းနဲ့အလူတကာရဲ့အကိုစရာလင်းမကြီးဖြစ်တဲ့ဒေါ်ချိုမေဝင်းနဲ့သူ့ရဲ့တူမတွေဖြစ်တဲ့မတိတိလင်းနဲ့မောင်ညံလင်းတို့ဟာစကိုင်းပြည်လာပြိုကျတဲ့ထဲမှာကွယ်လွန်သွားခဲ့ပါတယ်။အဲကြောင့်မလို့သူတို့ရည်စူးပြီးတော့လူတန်းနဲ့အလူဖြစ်တဲ့အကြောင်းကိုတင်ပြလိုက်ပါတယ်ခင်ဗျာ။အလူတကာဥဝေလံလေးနဲ့အလူမဒေါ်ထူးတင်စာကျော်တို့ကသူတို့ရဲ့မိသားစုဝင်6ယောက်ဒီမနစ်ကငလျင်မှာကွယ်လွန်သွားလို့မတရားအောင်မေအနေနဲ့အမြတမ်းပေးဝေအလူသလိုပဲကျွန်တော်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့လဲမန္တလေးတိုင်းတွင်းမှာကွယ်လွန်သွားကြတဲ့သူတွေအတွက်စွန့်သွအမြဝေဝဲဒီကနေ့မနေ့မှာပြုလုပ်ခဲ့သလိုနေခင်းမှာလည်းဒီငလျင်မှာပါဝင်ခဲ့ကြထဲဝင်လူတန်းခဲ့ကြဆောင်ရွက်ခဲ့ကြတဲ့လူတွေကိုစုချီးမြှင့်အောင်မယ်လို့လည်းသိရပါတယ်ခင်ဗျာ။
။